哎，明了吧？白毛的那 skin care 比大家啦，个 skin 哩个罗你要记得保加嘞，对咋么？可动ตลอดตรงนี้เนี่ยแต่พอจะ skin care 哩ก็จะเป็นชงโลปะคุณรอแต่สุกาปาตรงนี้เนี่ยสุดเราไม่ได้คิวส์ปะเนาะปีเกเดดีหัวพอตลาดไปนั่นลาไปนู้นลำติบูแต่สุดเลยแมริกานี่สไลด์ที่เวลชินสีชาเลยให้มาแต่สุดเลยน่าจะเวลาเดี๋ยวเนาะน่าจะกาตัดสักกาปีเดียงกูใส่น่าจะสักกาจารอไอชาสไลด์เลยปะเนาะไอ้ที่มาไอ้น้ำยูเอร์จะกูแต่สุดที่นี่อารมณ์ที่อย่างนั้นเนี่ยเปรี้ยวเช่นเนี่ยปะเนาะแต่ส่วนดาวชาวกานี่ตรงหัวตรงเนี่ยนี่จอตรงเนี่ยเราชิบี annual ว่าตรงเกด้า annual มาแต่ส่วนใจส่งตัวชิงยี่ rice toner PDN ปีนายาซินามายပြီးလို့ရှိရင်ရေနာ peach ဟိုပါပေါ့နော် peach moisturizer လားဗါလဲnew ဟိုဗါလဲ UAK ပုံစံမျိုးနှုတ်ရပုံစံမျိုးဟာပေါ့နော်အဲ့ဒါဒီကိုတက်စုတုံးတာပေါ့နော်ပြီးတော့တက်စုကretinol ဆိုလို့ရှိရင်ဒေါက်တာကြီးက retinol ကိုတုံးတယ်အဲ့တော့ဒါတက်စုရင်တော့တုံးတဲ့ပစ္စည်းတွေပေါ့နော်အဲ့တုံးတဲ့ပစ္စည်းတွေကိုလဲတုံးရင်းနဲ့လူရန်အစ်စ်ပေါ်တဲ့အခါကျတော့နည်းဘလို့ဖြတ်လဲဆိုတဲ့ဟာကိုသိချင်တော့ကိုစံတုံးကြည့်တဲ့အချိန်မှာ Medicure ရဲ့ဒီ capsule လေးတွေကိုထွက်လာရပေါ့နော်ပြီးတော့ capsule ရဲ့ပြီးလို့ရှိရင် night matte အဲ့ဟာထွက်လာတဲ့အခါကျတော့တဆွေညီမလေးကပေါ့နော်သူညီမလေးကသူနဲ့တဆွေ skin care အကြောင်းนี่အမြင်နဲ့မျှဝေကြရဲမျှဝေတဲ့အခါကျတော့ဘာပြောလဲဆိုတော့မရင် night matte တုံးကြည့်အရင်ကောင်းနေပေါ့နော်ရင်တော့တဆွေအဲ့လိုမျိုးအများကြီးတုံးရတာမကြိုက်တဲ့အခါကျတော့ကိုတုံးနေကြဟာပဲနည်းနည်းချီပြီးတုံးတဲ့လူမျိုးပေါ့နော်အဲ့နဲ့တော့အဲ့လိုမျိုးကောင်းနေဆိုတော့တက်ဆိုလေနိုင်မတ်ကိုစတုံးကြည့်လိုက်တယ်နိုင်မတ်ကိုစတုံးကြည့်လိုက်တဲ့အချိန်မှာရှမ်း result ကြိုက်တယ်တော်ကြိုက်တယ်ပြောမှဆိုရင်ဒီဆိုကမတ်အရန်ကြိုက်တယ် mask အရန်ကြိုက်တယ်သူပေါ့နော် mask အရန်ကြိုက်ဘယ်လောက်လဲကြိုက်တယ်မကြိုက်တယ်ဆိုတစ်ပတ်လုံးမှာဆိုရင်သူ mask ကို4ရက်လောက်ကတ်တယ်ပေါ့နော်မနက်လေဟို mask တုံးနေဒါတဆူရဲ့ဒီဟိုပါပေါ့နော်ပြတာပါmask တုံးတဲ့အခါကျတော့သူ mask အရန်ကြိုက်တဲ့အခါကျတော့အဲ့ night mask ကိုတုံးလိုက်တာရန်ကြိုက်သွားတယ်ပေါ့နော်အဲ့နဲ့သူဒီဟိုဟာကြိုက်သွားတဲ့အခါကျတော့သူရဲ့ဒီတခြားဟာတွေကိုပေါ့အဲ့လိုမျိုး review ရှောက်ကြည့်လိုက်တဲ့အခါမှာ capsule နဲ့တွေ့တုံးရင်ပို့ပြီးတော့အဆင်ပြေရလို့ကြားတယ်ပေါ့နော်အဲ့တော့ဒါဆို collagen capsule ဟာလေးပန်းရောင်လေးဝယ်လိုက်တယ်ပေါ့collagen capsule လေးဝယ်လိုက်တဲ့အခါကျတော့အဲ့ collagen capsule နဲ့ night mask ကိုတွေ့တုံးတဲ့အခါမှာအရန် result ကောင်းတယ်တော်လေးကောင်းတယ်တော်တော်လေးအဆင်ပြေတယ်အဲ့ဟာသုံးနေနဲ့ annual ရဲ့ဒီ PDM ဟို serum နဲ့ niacinamide ပြီးလို့ရှိရင်အဲ့ capsule ပေါ့နော်ဒီ cream ဒီဟို annual peach ဟို new ဟိုဗာလေ moisturizer cream ဟို moisturizer ဟာပေါ့နော်ဖယ်လိုက်တယ်မသုံးတော့ဘဲနဲ့အဲ့ဟာတိုနာရဲ့သုံးတယ်ပေါ့အဲ့နဲ့ဒါပေမဲ့ကောင်းလုံးအားကြီးတယ်ကောင်းလုံးကို reserve ကကိုရန်တပေါ်ကြ reserve ဖြစ်နေရကွာအဲ့တော့ကောင်းလုံးအားကြီးတဲ့ခါကျတော့တက်ဆိုပါဆက်ပြီးတော့ဝဲလိုက်လဲဆိုဈေးချတဲ့ချိန်မှာဆက်လုံးဝင်လိုက်မယ်ပေါ့နော်ဆက်လုံးဝင်လိုက်တဲ့ reserve ကိုငါသိချင်တယ်ဘယ်လိုဖြစ်လာမလဲဆိုပြီးအနေဆက်ကအဲ့တုန်းကတဆက်ဝယ်လို့ရှိရင်ဈေးတိတ်မကြဘူးပေါ့နော်3-4တောင်လာပဲကြာနှစ်ဆက်ပေါ့နော်ညီမလေးကဝယ်တာနဲ့မလည်းတက်ဆိုလဲဝယ်လိုက်တယ်ငါတို့အဲ့မှာနာမည်ကြီးနေရကြတော့ဒီ vitamin C ရဲ့နောက်ပြီးတော့ capsule ဗာလဲ HR ပေါ့နော်HR နဲ့အဲ့ဟိုဒီ vitamin C ရဲ့ဒီ glow PDM glow ဟို collagen ဆက်ကကောင်းတယ်လို့ပြောတဲ့အခါကျတော့တဆိုအဲ့ဆက်နှစ်ဆက်ဝယ်လိုက်တယ်အဲ့ဆက်နှစ်ဆက်ထဲမှာမမပေါ့နော် sorry ပါအဲ့ဆက်နှစ်ဆက်ထဲမှာမ PDM glow collagen ဆက်ရယ်ပြီးတော့ရှင် HR ဆက် HR လားအေးဆက်နှစ်ဆက်ဝယ်လိုက်တယ်ဝယ်လိုက်တဲ့အချိန်မှာအဲ့ရလာတဲ့ result ကိုပြောရမယ်ဆိုလို့ရှင်ပေါ့နော်လို့ပြောမယ်အမှန်တိုင်းပြောမယ်နော်ဒါ review ပြရမဟုတ် no sponsor ပါအမှန်တိုင်းပြောရမယ်ဆိုရင်တဲစုPDM glow collagen ဆက်ကိုလုံးဝမကြိုက်ပါဘူးဘာကြောင့်မကြိုက်လဲဆိုတာမသိဘူးပေါ့နော်သုံးရတဲ့ reserve ကပေါ့နော် annual လောက်မကောင်းအမှန်တိုင်းပြောတာပေါ့နော် annual လောက်မကောင်း annual လောက်ရန်မိုက်နေလို့မခံစားရဘူးပေါ့နော်တဲစုလက်ရှိအချင်းyou know ဆိုရင်
တော့လိမ့်လိုက်ရင်ဟိုလေတိတာရပေါ့နော် dashboard တွေပါလေအဆော3-4ပတ်လောက်နဲ့ဆိုရင်ပျောက်သွားတာမျိုးတော့နည်းနည်းဒါမှမဟုတ်လို့ရှင်လေဘယ်လိုပြောမလဲဖုတွေပါထွက်လို့ရှင်လေအဆင်ပြေသွားတာမျိုးတော့အဲ့လိုမျိုးတွေဖြစ်တယ်ဒါပေါ့ဒါမှဒါကတော့ကို3နေချဟာနဲ့3နေချ mask ကလည်း annual mask တွေပဲသုံးတာများတဲ့အခါကျတော့ဟိုဟာဖြစ်တယ်ပေါ့နော်တဲ့ HR တော့အခုဒီနေ့က HR သုံးတာပေါ့နော် HR သုံးနေရအခုတဲ့ဆို2ပတ်ရှိပြီအရှမ်း result ကောင်းတယ်မဆိုးလို့ဒါပေမဲ့နည်းနည်းလေးဈေးကြီးတယ်ပေးရတဲ့ပတ်စံတက်တယ်လို့ပြောရမှာဒီနေ့ဆိုတော့တဲ့ဆိုလုံးဝ eye cream မသုံးထားဘူးဒါပေမဲ့အဆင်ပြေရပေါ့နော်နည်းနည်းလေး offer ထည့်ထားရဲဆိုပြီးပုံမှန်လဲတဲ့သူအပြင်မှာဟိုလိုမျိုး Netflix တဲ့သဘောမျိုးလောက်ပဲထည့်ထားတဲ့သဘောမျိုးပဲပေါ့နော်ဟိုနှခမ်းကြီးပါမျက်နှာတွေမျက်လုံးကြီးပါမဲနေမှာဆိုအရန်ကောင်းတယ်ပေါ့နော်HR result ကတော့တကယ်ဟို glow ဟိုဟာကတော့ဘယ်လိုပြောPDN glow collagen ဆက်ပန်းရောင်ဆက်လေအဲ့ဟာတော့ပြောမှဆိုလို့ရှိရင်10မှာဆိုရင်5-6လောက်ပဲပေးနိုင်အဲ့စာဆိုလို့ရှိရင်တော့10မှာဆိုလို့ရှိရင်9လောက်ပေးတယ်ပေါ့နော်that's why annual ဆက်ကခုနပြောသလိုပဲ annual ရဲ့ PDM ရဲ့ပြီးတော့ Naya Cinema ရဲ့မျက်လုံးဒီ eye cream တွေပါကောင်းလား Ania retinol တုံးနေပြီးတော့အဲ့ဟာတော့လုံးဝတက်စုအတွက်ကအဲ့ပေါ်နိုင်မယ်စင်ပြေတော်တော်လေးပေါ့နော်ဟိုကိုကတော့မပြောတော့ပေါ့ကိုတက်ရွယ်လည်းရန်ဟိုပါပေါ့နော်34 35ဖြစ်နေပြီဆိုတဲ့အခါကျတော့တက်စုအတွက်အရင်အဆင်ပြေနောက်ပြတော့တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဘာလဲcapsule အစီပြေနောက်ပြ mask ပေါ့နော် mask ကအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တက်စုလုံးဝမကြိုက်ပါဘူးအဲ့လောက်ကြီးကောင်းတယ်လို့မထင်ဘူးjelly mat တွေ jelly mat ဆိုတာ jelly ပုံစံမျိုးဒီလိုအကြည့်ဖြစ်သွားတဲ့ mat တွေကတော့ဘလို့နေမလဲမသိဘူးဆိုမပြောထပ်ဘူးပေါ့နော်ဒီ yo mat shift တွေပြောရနော် mat shift တွေကတော့လုံးဝတက်စမကြိုက်ဘူးအတာမှန်တိုင်းပြောတာပေါ့နော် glow သွားတဲ့ effect ကိုလည်းတက်စမရအောင်ရေတက်ပြစ်ဝါတဲ့ဟိုဟာမျိုးလည်းတက်စမရအောင် HR ကတော့ကောင်းတယ်ဒါပေမဲ့အရင်ကြီးကြိုက်တဲ့ထဲမှာမပါတော့ဒါသူ့ထဲမှာပါလာတဲ့ဟာကိုတက်ဆို3ကြည့်ပြီးသွားပြီနော်2ပတ်3ပတ်လောက်အဲ့ဒါကို3ကြည့်ပြီးသွားရဲ့တက်ဆိုရဲ့ result ကိုပြပြပါပေါ့နော်အဲ့လောက်ကြည့်မကြိုက်ဘူးပေါ့နော်ဒါမှန်တယ်ပြောရပေါ့okay အဲ့ဆိုလို့ရှိရင် medicus ဝယ်တဲ့သူတက်ဆိုလို့တက်35-36ဝင်းချင်းလူတွေဝယ်မယ်ဆိုလို့ရှိရင်တော့ HR ကိုတက်ဆိုလုံးဝညွှန်ပါတယ်ဝယ်ကြည့်တဲ့နဲ့3ကြည့်တဲ့ပေါ့နော်ပြီးလို့ရှိရင်သူနဲ့ guide merit နော်ဟိုကိုဒီဟိုဗာလဲ medicus နဲ့ guide merit နော်ကိုပေါင်းပြီးသုံးလို့ရှင်တော့ပို့ပြီးတော့ result ကသိတာမယ်လို့ထင်တယ်ပြီးတော့ capsule တွေကလည်းကောင်းတယ်ပြီးတော့ရှင် match stephen match တွေကလည်းကောင်းတယ်ဒါပေမဲ့သူ့မှာဘာအဆင်မပြေဘူးလားဆို toner နဲ့ serum ပြီးတော့ နှွေအဲ့ဒါကတော့တက်စုလုံးဝမကြိုက်ဘူးအဆင်ပြေပါဘူးရှင်ဒါတက်စုရဲ့တုံးတီတော့ဟိုဟာလေးပေါ့နော်ဟိုဘယ်လိုရမလဲ review တုံးတီတော့ခံစားစိတ်ခံစားချက်ကိုပြောတာပေါ့နော်ဒါကတစုံတစ်ယောက်ကိုဟိုဘယ်လိုလဲစော့ကားခြင်းတစုံတစ်ယောက်ကိုပုတ်ခတ်ခြင်းမရှိဘူးလီယို review ပေးတာပါနောက်ပြီးတော့ပြန်တွေ့ကြမယ်နော် bye bye ပါ